ကွာရှင်းပြီး9နှစ်အကြာမှာသူတို့ဇနီးမောင်နှံ2ယောက်အတူတူပြန်အိတ်ဖြစ်ကြပါတယ်။အမျိုးသမီးကသူတို့ကြားထဲမှာမြင်းချောင်းတစ်ခုဆွဲပြီးသူမအနာကိုလာမကတ်ဖို့တတိပေးလိုက်ပါတယ်။အမျိုးသားကသူမလုပ်ရက်ကိုကလေးဆန်တယ်လို့တွေးမိပေမဲ့သူမကိုမထိပါဘူးလို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့သူမအိတ်ပျော်သွားတဲ့အချိန်မှာတော့အမျိုးသားကလေအေးဆက်အပူချိန်ကိုတိုးချလိုက်ပါတယ်။အေးဒဏ်ကြောင့်သူမလည်းမတိစိတ်ထဲကနေသူ့စီကိုတိုးကပ်လာမိပြီးအမျိုးသားကလည်းပျော်ရွှင်စွာနဲ့သူမကိုဖတ်ထားလိုက်ပါတယ်။နောက်တနေ့မနက်မှာအမျှဘိုးသမီးကနိုးလာပြီးသူ့ကိုဘာလို့ဖတ်ထားရတာလဲလို့ချက်ချင်းမိလိုက်တဲ့အခါအမျိုးသားကဆွဲထားတဲ့မြင်းချောင်းကိုလက်ညှိုးထိုးပြပြီးမြင်းကိုကြော်လာတာကမင်းမဲလေလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာတော့အမျိုးသမီးဟာရှက်ရွံ့သွားပြီးရေချိုးခန်းထဲကိုအမြန်ပြေးဝင်သွားပါတယ်။သူမရင်ခုန်တန်တွေညံဆန်နေတာကိုသတိပြုမိလိုက်ပြီးသူ့အပေါ်မှာမူလခံစားချက်တွေကြန့်ရှိနေသေးတယ်ဆိုတာကိုသူမလုံးဝမထင်မှတ်ထားခဲ့ပါဘူး။လွန်ခဲ့တဲ့9နှစ်ကသူမမိသားစုကုမ္ပဏီတွေဝါလီခံလိုက်ရပါတယ်။အမျိုးသားကစီးပွားရေးအသစ်စတင်ဖို့စ조사နေချိန်မှာသူမကဝင်ထုတ်ဝင်ပိုးမဖြစ်ချင်တာကြောင့်ကွာရှင်းဖို့အရင်စတင်ပြောခဲ့တာပါ။သူ့ကိုစိတ်ကုံသွားအောင်လို့လဲသူမဟာသူ့ကိုအရေးချင်းမရှိတဲ့သူလို့တမင်တက်ဆဲဆိုခဲ့ပြီးလက်ထက်လက်စွပ်ကိုလွှင့်ပစ်ခဲ့ပါတယ်။လက်ကြံငွေတွေကိုသူ့မျက်နှာပေါ်ပစ်ပေါက်ပြီးနောက်ထပ်ဘရော့မှသူမကိုလာမရှာဖို့ပြောခဲ့ပါတယ်။သူမရဲ့ရက်စက်တဲ့ပုံစံကိုမြင်ပြီးတဲ့နောက်မှာတော့အမျိုးသားကတနေ့နေ့ကျရင်သူမနောင်တရအောင်လုပ်ပြမယ်လို့ကြိမ်ဆိုခဲ့ပါတယ်။အမျိုးသားထွက်သွားပြီးတာနဲ့သူမဟာမိုးရေထဲကိုပြေးဆင်းပြီးလက်စွပ်ကိုပြန်ကောက်ခဲ့ပါတယ်။9နှစ်ကြာမှာတော့အမျိုးသားဟာနာမည်ကြီးဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကအလုပ်ပြုတ်သွားလို့အလုပ်တဲ့အတွက်အင်တာဗျူးသွားဖြေရပါတယ်။ဒါပေမဲ့ကုမ္ပဏီရဲ့ CEO ကသူမရဲ့ခင်ပွန်းဟောင်းဖြစ်နေမယ်လို့သူမလုံးဝမထင်မှတ်ထားခဲ့ပါဘူး။ဒါကြောင့်သူမဟာအင်တာဗျူးကိုပြတ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဘာမှမလုပ်တတ်ဘူးလို့တမင်ပြောပြီးလစဉ်လစာ$50သူညတောင်းဆိုလိုက်ပါတယ်။သူမကိုအလုပ်ခန့်မှာမဟုတ်ဘူးလို့ထင်ထားပေမဲ့အမျိုးသားကသူမတောင်းဆိုသမျှအကုန်လက်ခံပြီးအတွင်းရေးမှုအဖြတ်စစ်ခန့်အပ်လိုက်ပါတယ်။လစာအများကြီးရတာကြောင့်သူမလည်းအလုပ်ကိုလက်ခံလိုက်ပါတယ်။အတွင်းရေးမှုဖြစ်လာပြီးနောက်မှာတော့သူမဟာအလုပ်ကိုအသေးအတန်လုပ်ကင်ပါတယ်။အမျိုးသားကသူမကိုနေ့တိုင်းတိတ်တဆိတ်စောင့်ကြည့်နေမှန်းသူမမသိခဲ့ပါဘူး။သူမနေ့လယ်စာအတွက်ပေါင်မုန့်တစ်လုံးပဲစားတာကိုမြင်တဲ့အခါမှာတော့ဝန်ထမ်းအားလုံးအတွက်စိန်ခံနေ့လယ်စာတွေအခမဲ့ကျွေးဖို့လက်ထောက်ကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။သူမအလှည့်ရောက်တဲ့အခါလက်ထောက်ကအထူးနေ့လယ်စာဘူးကိုပေးလိုက်တဲ့အတွက်သူမအလွန်ရှက်သွားပါတယ်။လုပ်ဖော်ကင်ဘက်တွေကကောလာဟာလာပြောကြမှာစိုးတာနဲ့ထမင်းဘူးကိုယူပြီးချက်ချင်းထွက်သွားလိုက်ပါတယ်။သူမထမင်းစားနေတော့မှပဲသူမရဲ့သမီးလေးကကုမ္ပဏီကိုရောက်လာပါတယ်။သူမလည်းသမီးကိုကြောင်းမသွားပဲဘာလို့ရောက်လာတာလဲလို့အမြင်မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားကသူတို့စီကိုရှောက်လာပါတယ်။သူမသိစေချင်တာကြောင့်သူမလည်းသမီးကိုအနောက်မှာပိတ်ကာထားလိုက်ပါတယ်။ဒါပေမဲ့သူမြင်သွားပါတယ်။ကလေးမလေးကသူ့ပုံစံနဲ့အရန်တူနေတာကြောင့်သူတို့2ယောက်ရဲ့ကလေးကိုတိတ်တဆိတ်မွေးထားတာလားဆိုပြီးသူမကိုမေးမြန်းပါတော့တယ်။ကလေးကိုလူယူသွားမှာဆိုတာကြောင့်သူမလည်းအခြားခင်ပွန်းဟောင်းတစ်ယောက်နဲ့ရတဲ့ကလေးပါလို့လိန်ပြောလိုက်ပါတယ်။ဒါပေမဲ့သူမညင်းလိုက်ပြီးချင်းမှာပဲကလေးမလေးကအမျိုးသားကိုဖေဖေလို့ခေါ်လိုက်ပါတယ်။ကလေးမလေးကသူမတို့မိဘ2ယောက်အတူရှိတဲ့ဓာတ်ပုံကိုမြင်ဖူးပြီးအခုလူကပုံထဲကဖေဖေနဲ့အတူတူပဲလို့ပြောကအိတ်ထဲကဓာတ်ပုံတစ်ပုံကိုထုတ်ပြလိုက်ပါတယ်။သူမရဲ့အမှန်တရားပေါ်ပေါက်တော့မယ်လို့ထင်လိုက်ပေမဲ့ကလေးမလေးကဓာတ်ပုံမှားထုတ်မိတာကိုသိလိုက်ရပါတယ်။သူမလည်းစိတ်အေးသွားပြီးကလေးကငယ်သေးလို့အတိတ်ပဲမရှိတာတွေပြောတတ်တာပါလို့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကတော့သူမကိုအလွယ်တကူလွှတ်ပေးဖို့ဆန္ဒမရှိပါဘူး။ငါအပြင်တခြားခင်ပွန်းဟောင်းရှိသေးတယ်ဆိုတာဘာလို့ငါမသိခဲ့ရတာလဲလို့ပြန်မေးလိုက်ပါတယ်ပြီးနောက်မှာတော့ကုမ္ပဏီမှာကလေးကစားကွင်းတစ်ခုဖန်တီးပေးမယ်လို့လူသိရှင်ကြားကြေညာလိုက်ပါတယ်ဒါကြောင့်ဝန်ထမ်းတွေအားလုံးကလေးတွေကိုခေါ်လာနိုင်မှာဖြစ်ပါတယ်ကုမ္ပဏီမန်နေဂျာကတော့ကလေးတွေကိုအသေးအတန်မုန်းတဲ့ CEO တယောက်ယူသွားပြီလို့တွေးလိုက်မိပါတော့တယ်